မင်္ဂလာပါဒီနေ့ပြန်လည်မျှဝေပေးချင်တာကဟင်းသီးဟင်းရွက်ပင်တွေထွက်တိုးပြီးပန်းမှန်ပင်တွေပုံမိုပွင့်လန်းအယောင်တောက်ပစေမဲ့ Epsom salt လို့ခေါ်တဲ့စားကားအကျိုးပြုပုံနဲ့အသုံးပြုနည်းအကြောင်းလေးပဲဖြစ်ပါတယ်မြန်မာဆေးလောကမှာစကားလိုအတန်ထွက်ပေမဲ့အချို့မိတ်ဆွေတွေမသိမှဆိုတော့ကြောင့်စားကားလိုပဲအတန်ထွက်ပြရသည်ခင်ဗျာစားကားမှာကမက်ဂနီဆီယမ်ဆာဖိတ်ပါဝင်ပါတယ်တနည်းခွဲခြားရရင်အစိမ်းရောင်ခြေပစ္စည်းကလိုရိုဖီဖြစ်စေရမှာအထောက်အကူပြုတဲ့မက်ဂနီဆီယမ်နဲ့အပင်အစာချက်လို့ရမှာအထောက်ပံ့ပေးတဲ့ဆာဖာအာဟာရတွေပါဝင်တယ်လို့ဆိုပါတယ်စားကားကိုဗမာဝမ်းတို့ဆေးဖော်ဆက်ရမှာအသုံးများကြတော့ဘယ်ဟာဆေးဆိုင်တွေမှာအလွယ်တကူဝယ်ယူလို့ရနိုင်ပါတယ်စားကားကရေမအလွယ်တကူပျော်ဝင်နေတာကြောင့်အသုံးပြုရတာလည်းအရန်လွယ်ပါတယ်စိုက်ခင်းတဲ့အဆိုတက်ရှိချိန်မှာမြေဩဇာဖြစ်ကျက်ပတ်လို့ရပြီးဟင်းသီးဟင်းရွက်ပင်ဒီမှာဆိုရင်တော့ရွက်ဖြန်းအားလေးဖြစ်၄ဂါလံဆန်ဆေးပြန်ပုံတစ်ပုံးမှာစားကားဟင်းစားစုံနှစ်စုံထည့်သွင်းဖြန့်ပတ်ပေးဦးမှာပဲတီကနှစ်ဆက်ဖြန့်ပေးမယ်ဆိုရင်တော့ဆေးပြန်ပုံ၅ပုံဖြန့်ပတ်ပေးရပါမယ်ကျက်သွန်ဒီကျက်သွန်ပြူနဲ့စီရွက်သီးနှံစိုက်ခင်းတွေမှာအသုံးပြုပေးနိုင်ရင်အထွက်နှုန်းကိုထူးတိုးတက်ကောင်းမွန်စေတယ်လို့ဆိုပါတယ်ရာသီဥတုပူချိန်မြင့်မာပြီးစိုက်ခင်းထဲမှာရေအဆိုးတက်မရှိတဲ့ချိန်တွေမှာစားကားကိုမဖြန်းသင့်သလိုဆေးပြင်းအားများရင်လည်းအပင်ကိုလောင်တတ်တာကြောင့်ဇွန်နဲ့ချိန်တွေရမှာဟင်းစားစွန်းနှစ်စွန်းအတိပဲချိန်တွယ်ပေးရပါမယ်နှစ်စွန်းမောက်မချိန်တွယ်သင့်ဘူးလို့ဆိုပါတယ်နင်းစီပင်တွေအတွက်ဆိုရင်တော့ရေတကားလန်းကိုစားကားတစ်စုံထည့်သွင်းပြီးတစ်လတစ်ကြိမ်ဖြန့်ပတ်ပေးလို့ရသလိုအပင်မဆိုင်ခင်မြေကန်တွေနဲ့စိုက်ပျိုးမြေမှာနွားချေမြေဆွေးတွေနဲ့ရောဆက်ပြီးကျက်ပတ်ပေးလို့ရပါတယ်။ပင်ချေမှာအဆိုတက်မရှိရင်ကျက်ပတ်ပြီးရေလောင်းပေးဖို့လိုအပ်ပါတယ်။တစ်ခုမှတ်သားထားမှာကချိန်ပန်များစွာအသုံးပြုခြင်းကကယ်လ်ဆီယမ်မက်ဂနီဆီယမ်နဲ့အခြားအာဟာရတွေမညီမျှခြင်းဖြစ်ပေါ်စေနိုင်တာကြောင့်မလိုအပ်ဘဲချိန်ပန်များစွာအသုံးပြုခြင်းကိုရှောင်ရှားပေးရပါမယ်ခင်ဗျာစားကားကိုဘလို့ချိန်တွေမှာအဓိကအသုံးပြုသင်လဲဆိုတော့သီးနှံမင်းတွေအပွင့်ဖူးဝင်စားချိန်ဟာအပင်တွေအတွက်အာဟာရအလိုအဆုံးချိန်ဖြစ်တာကြောင့်အပွင့်ဖူးဝင်စားချိန်နဲ့ပန်းတွေလှန်လှန်ပွင့်တဲ့ချိန်တွေမှာဖြန့်ပတ်ပေးသင်ပါတယ်စားကားကိုအသုံးပြုပေးခြင်းအပြင်မျိုးစေ့တွေအညှောက်ပေါက်ကောင်းမွန်စေခြင်းအပင်ရဲ့အစာချက်လုပ်မှုတွေပုံမကောင်းမွန်လာစေခြင်းအသီးပွင့်ဖြစ်ပေါ်မှုတွေတိုးလာခြင်းပိုးမွားယောဂါတွေရဲ့ဖြစ်စည်းမှုကိုဟန်တာပေးခြင်းအဖူးပွင့်တွေကအသီးတင်မှုအားကောင်းလာခြင်းနဲ့အသီးသီးချိန်မှာအစာချက်အားပုံမကောင်းပြီးအာဟာရတွေပုံမစုပ်နိုင်တဲ့အတွက်အသီးအလေးချိန်လည်းတိုးလာသလိုအသီးပွင့်တွေရဲ့အကြည်သေးကိုလည်းပုံမကောင်းမွန်စေပြီးအထွက်နှုန်းကိုလည်း15%ကနေ30%အထိပုံမတိုးစေတယ်လို့ဆိုပါတယ်နင်းစီပင်တွေမှာစားကားအသုံးပြုပေးခြင်းအပြင်အပင်တွေကိုပုံမစိမ့်လန်းစေကပန်းပွင့်တွေများများပွင့်စေတဲ့အပြင်အဖူးပွင့်တွေကကြီးလာပြီးအယောင်သေးကိုလည်းပုံမတောက်ပစေပါတယ်ကျက်သွန်တွေမှာအသုံးပြုပေးရဆိုရင်ကျက်သွန်ဥတွေကပြောင်တင်းငါထွက်တိုးပြီးအလေးချိန်လည်းစီးတယ်လို့ဆိုပါတယ်ဒီနေ့ရောက်တော့ပါပဲနောက်နေ့ဒီမှာလည်းစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရှာဖွေစုဆောင်းမျှဝေပေးဦးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦးတီးငံစိုက်တောင်းပြတိုင်းစိတ်သမျှတီးငံအတွက်တိုးပြီးထွက်သမျှတီးငံဈေးကောင်းရကြပါသေးဗျာကျေးဇူးတင်ပါတယ်